အခုပြောပြမှာကတော့ cryptocurrency နဲ့ချမ်းသာသွားသူတွေကအချမ်းသာဆုံးလူတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ပထမဆုံးတစ်ဦးကတော့ Champion Charles ပဲဖြစ်ပါတယ်။ CZ လို့လူသိများတဲ့သူက Binance ရဲ့တည်ထောင်သူပဲဖြစ်ပါတယ်။သူက Binance ကို2018ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့အချိန်တိုအတွင်းမှာပဲကမ္ဘာအကြီးဆုံး cryptocurrency exchange တစ်ခုဖြစ်လာခဲ့ပါတယ်။သူကကနေဒါနိုင်ငံသားဖြစ်ပြီးတော့တရုတ်မျိုးဇာတိဖြစ်ပါတယ်။ဒါတော့သူ့ရဲ့ပိုင်ဆိုင်မှုကအကြမ်းမြင်အားဖြင့် US ဒေါ်လာ30ဘီလီယံကနေပြီးတော့80ဘီလီယံကြားထိခံမှန်းထားကြပါတယ်။နောက်ထပ်တစ်ဦးကတော့ Brian Armstrong ပဲဖြစ်ပါတယ်။သူကအမေရိကန်နိုင်ငံသားဖြစ်ပြီးတော့အမေရိကန်ရဲ့ cryptocurrency exchange တွေကအကြီးဆုံးဖြစ်တဲ့ Coinbase ကို2012ခုနှစ်မှာစတင်တည်ထောင်ခဲ့သူပဲဖြစ်ပါတယ်။သူ့ရဲ့ပညာရေးနောက်ခံကကွန်ပျူတာဆိုင်းယန့်နဲ့ economic ပဲဖြစ်ပါတယ်။သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုကတော့ US ဒေါ်လာ10ဘီလီယံခန့်ရှိပါတယ်။နောက်တစ်ဦးကတော့ Vitalik Buterin ပဲဖြစ်ပါတယ်။ Buterin ကိုရုရှားနိုင်ငံမှာ1994ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့နောက်ပိုင်းမှာမိသားစုနဲ့အတူကနေဒါနိုင်ငံကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။သူက Ethereum ETH လို့ခေါ်တဲ့ Smart Contract Blockchain Platform ကိုစတင်တည်ထောင်ခဲ့သူတဦးဖြစ်နာမည်ကြီးပါတယ်။ဇေယျထားမြောက်သူကတော့ Giancarlo Davesini ပဲဖြစ်ပါတယ်။သူ့ကို1964ခုနှစ်မှာအီတလီနိုင်ငံမှာမွေးဖွားခဲ့ပြီးတော့ University of Milan မှာဆေးပညာဘွဲ့ရရှိခဲ့ပါတယ်။အစောပိုင်းကာလများမှာအလှပဆိုင်ရာခွဲစိတ်ဆရာဝန်ပလတ်စတစ်စာကျွမ်းအဖြစ်အလုပ်လုပ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ cryptocurrency လောကတွေကိုဝင်ရောက်လာခဲ့ပါတယ်။2012ခုနှစ်မှာ Bitfinex Crypto Exchange နဲ့2014ခုနှစ်မှာ Tether Stablecoin တည်ထောင်ရာမှာအရေးပါဆုံးတစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။နောက်ဆုံးတစ်ဦးကတော့ Justin Sun ပဲဖြစ်ပါတယ်။သူက cryptocurrency နယ်ပယ်ကိုငယ်စဉ်ကတည်းကစတင်ခဲ့သူဖြစ်ပြီးတော့ Tron Blockchain ကိုတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ cryptocurrency နယ်ပယ်မှာ fashion အရာရောနည်းပညာအရာပါနာမည်ကျော်ကြားသူတဦးပဲဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုက US ဒေါ်လာ10ဘီလီယံခန့်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။ကျွန်တော်ရဲ့ channel လေးမှာ crypto နဲ့ပတ်သက်တဲ့သတင်းတွေပတ်စံရှာနည်းတွေနဲ့ပတ်သက်ပြီးတော့တင်ပေးမှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ပြီးတော့ notification လေးကို on ပေးခဲ့ပါ။